ကျွန်တော်ဒီနေ့တကယ်ချင်းတို့ကိုပြောပြပေးမှာတော့ကျွန်တော်တို့ဒီပေါ့နော် win u game ဆိုတဲ့ဟာလေးပါအဲ့တော့ကျွန်တော်ကတော့ link လေးကိုတစ်ချက် copy ယူပြီးတော့ကျွန်တော်တို့အနေနဲ့ Chrome browser လေးတွေကိုကျွန်တော်တစ်ချက်ဝင်လိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ Chrome browser လေးကိုရောက်သွားပြီဆိုရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ကျွန်တော်တို့ဒီမှာ page share ချလိုက်ပါမယ်ချပြီးရတဲ့ကျွန်တော်တို့သူကတော့ပေါ့နော်ဘာ application မှလည်း download ဆွဲကြမလို့ကြော်ညာလဲလုံးဝကြည့်ကြမလို့ပဲねပေါ့နော်ပုံပါလေးနဲ့ပေါ့နော်ပြန်ပြီးတော့ကူးယူရတဲ့ဟာလေးဖြစ်ပါတယ်အခုအနေနဲ့ကျွန်တော်တို့ကပါလဲဆိုတော့ကျွန်တော်တို့အနေနဲ့ Crypto ပေါ့နော်ဒီ Crypto currency တော်တော်ခက်စားနေတဲ့အချိန်မှာပေါ့နော်ဒါ free ရတဲ့ပေါ့နော် site လေးလည်းတစ်ခုဖြစ်ပါတယ်အဲ့တော့ဝင်တော့ဝင်ဖို့လည်းမဖြစ်ပါဘူးကိုစူးစမ်းရင်စူးစမ်းသလောက်ရသလို refer ရရင်လည်းပို့ပြီးအဆင်ပြေပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ဒီမှာကျွန်တော်တို့ရဲ့ mail နဲ့ password ကိုဒီမှာတစ်ချက်နှိပ်လိုက်ပါရိုက်ထည့်လိုက်ပါခင်ဗျအဲ့တော့ကျွန်တော်ရဲ့ mail ကိုကျွန်တော်ဒီမှာရိုက်ထည့်ပါမယ်အဲ့တော့ကျွန်တော်တို့ရဲ့ mail နဲ့ password ကိုထည့်ပြီးတော့ကျွန်တော်တို့တစ်ခါတည်းဝင်လိုက်ပါဒီရနဲ့ကျွန်တော်တို့က register ကိုတစ်ချက်နှိပ်လိုက်ပါခင်ဗျာဒါဆိုချင်းကျွန်တော်တို့ register successfully အောင်မြင်သွားပါပြီအဲ့တော့ကျွန်တော်တို့အနေနဲ့အခုလိုမြင်ခွင့်မျိုးမြင်ရပြီဆိုရင်ကျွန်တော်ဘယ်လိုသုံးပြီးရတယ်ဆိုတာလေးကိုကျွန်တော်ပြပြပါမယ်သူကတော့လုံးဝ free ပါခင်ဗျာကျွန်တော်တို့အနေနဲ့ withdraw amount ကိုလည်းကျွန်တော်ပြပြပေးရမယ်အဲ့တော့ကျွန်တော်တို့ဒီပေါ့နော်ဒီပေါ်ဟာလေးကိုတစ်ချက် click လိုက်ပါဒါဆိုရင်ကျွန်တော်တို့ရဲ့ dashboard ကိုကျွန်တော်တို့ရောက်ရှိသွားမှာဖြစ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ရရှိထားတဲ့ balance BTC ကိုဆိုလိုပြီးတော့ဒါကကျွန်တော်တို့ဖြည့်ဆို့ထားတဲ့အမှန်ကိုဆိုလိုတာပါဒါကတော့အမှားကိုဆိုလိုတာဖြစ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီ time out ဆိုတာလေးကတော့ကျွန်တော်တို့9စက္ကန့်အတွင်းမှာကျွန်တော်တို့အနေနဲ့ပြန်ကူးတဲ့ဟာကအချိန်ပြည့်သွားတဲ့ဟာကိုဆိုလိုတာပါအဲ့တော့ကျွန်တော်ဒီ V ကိုကျွန်တော် Bitcoin လေးကိုကျွန်တော်တစ်ချက်ဝင်ပြပါမယ်တော့ကျွန်တော်တို့ဒီ Bitcoin wallet ထဲကိုကျွန်တော်ရောက်ရှိသွားပြီဖြစ်တဲ့ကြောင့်ကျွန်တော်တို့အနေနဲ့အခုဆိုရင်ကျွန်တော်တို့ဘာမှမရှိသေးပါဘူးဘာမှမရှိသေးတဲ့အတွက်ကြောင့်ကျွန်တော်တို့အနေနဲ့ဒီမှာ deposit address ကတော့ပေါ့နော် deposit တင်ခြင်းနဲ့ဆိုရင်လည်းတင်ပါမတင်လဲရပါတယ်ကျွန်တော်တို့အနေနဲ့ဒီကောင်လေးကိုနှိပ်လိုက်တယ်ဆိုလို့ရှိရင် deposit address ကိုရမှာပါကျွန်တော်တို့အဲ့တော့ pro version ကိုယူလို့လည်းရပါတယ်ဒါကတော့ free သုံးတဲ့သူတွေအတွက်ကျွန်တော်တို့အနေနဲ့ withdraw amount ကတော့တကယ်ချင်းတို့အခုလိုမြင်နေရတဲ့အတိုင်းပဲ3.31ဆိုလို့ရှိရင်ကျွန်တော်တို့အနေနဲ့ minimum withdraw ထုတ်လို့ရပါတယ် pay address ဆိုတာကတော့ကျွန်တော်တို့ရဲ့ပေါ့နော်Binance Wallet ကို၎င်းပေါ့နော်ကျွန်တော်တို့ Trust Wallet ထဲကကျွန်တော်တို့ BTC ကို၎င်းယူပြီးတော့ကျွန်တော်တို့ဒီမှာဖြည့်ပေးရမှာပါပြီးရတယ်ကျွန်တော်တို့ withdraw ကိုတစ်ချက်နှိပ်လိုက်တယ်ဆိုရင်ကျွန်တော်တို့အနေနဲ့ပေါ့နော်ကျွန်တော်တို့အနေနဲ့withdraw လုပ်တာအောင်မြင်ပြီဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဗာလဲဆိုတော့အခု setting လေးကိုကျွန်တော်တစ်ချက်ဝင်ပြပါမယ်အဲ့တော့ကျွန်တော်တို့ဒီ setting မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဗာလဲဆိုတော့ကျွန်တော်တို့အနေနဲ့ဒါကပေါ့နော် deposit တင်တဲ့ဟာတွေကိုဆိုလိုတာပါအဲ့တော့ तू က deposit တင်တယ်လို့တကောမတင်လဲရပါတယ်လုံးဝfree ကိုလည်းကျွန်တော်တို့ deposit မတင်လဲထုတ်ခွင့်ပေးပါတယ်အဲ့တော့ဒီမှာ correct answer ပေါ့နော်3.3.539ဆိုတာဒါပေါ့နော်ကျွန်တော်တို့အနေနဲ့ easy ကချာအတွက်ပေးရခြင်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဗာလဲဆိုတော့ तू ကဒီဝယ်ပြီးတော့ပေါ့နော် deposit ဝယ်ပြီးသုံးမယ်ဆိုလို့ရှိရင်မှန်သွားတယ်ဆိုရင်939ပေါ့နော်အဲ့တော့ဒီမှာ refer ကလည်း तू က263ပေါ့နော် तू ကအဲ့လောက်ရမယ်ပေါ့အဲ့တော့ကျွန်တော်တို့ကဒီသူပေါ့နော်သူဒါကတော့သူ့ရဲ့လှုပ်ဆောင်ချက်ပေါ့နော်43200ပေါ့ဒါနော်43200ပေါ့အဲ့တော့တရက်မှာ43200ထောက်ထိကလစ်လို့ရမယ်သူကဟောနော်ပလန်ပေါ့နော်ပလန်ကတော့သူက1 month ပေါ့နော်1 month ကျွန်တော်တို့တစ်လပေးထားပါတယ်အဲ့တော့ဒီကောင်ကတော့ကျွန်တော်တို့ဒါ standard boot ဖြစ်ပါတယ်ကျွန်တော်တို့ဒီ standard boot မှာလည်းဒီလိုပါပဲအဲ့တော့ကျွန်တော်တို့ကသူကတော့ပေါ့နော်ဒီလောက်ပမာဏနဲ့ဝယ်ထားတယ်ဆိုရင်ကျွန်တော်တို့အနေနဲ့တစ်နှစ်စာရမှာဖြစ်ပါတယ်ဒါကတော့ pro boot ဖြစ်ပါတယ် pro boot ကတော့လုံးဝ3.35နဲ့ BTC ပေါ့နော်အဲ့လောက်နဲ့ကျွန်တော်တို့ပေးဝယ်ရမှာဖြစ်ပြီးတော့သူခုနကပေါ့နော် deposit address ကိုပေးထားပါတယ်အဲ့ဒီကနေပြီးတော့ deposit တင်လို့ရပါတယ်အဲ့တော့ကျွန်တော်တို့အနေနဲ့ free သမားတွေအနေနဲ့အသုံးပြုစေချင်ပါတယ်အဲ့လဲကျွန်တော်တို့ကြော်ညာလဲလုံးဝကြည့်စရာမလိုပဲနဲ့ပေါ့နော်ကိုစူးစမ်းရင်စူးစမ်းအားထုတ်မှုတလောက်ရရှိမဲ့ပေါ့နော်ဒီ win o ဆိုတဲ့ and ဆိုတဲ့ဟာလေးဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီအကောင်ကတော့ check မှာတော့ကျွန်တော်တို့ရဲ့ဒါကျွန်တော်တို့ရဲ့ထုတ်ထားတဲ့ဟာလေးတွေကိုဆိုလိုတာပါအဲ့တော့ဒါကတော့ကျွန်တော်ကတော့တကယ်ချင်းတို့ကိုပြောပြခြင်းဖြစ်ပါတယ်အဲ့တော့ဒါကတော့ကျွန်တော်တို့ရဲ့ refer ပါအဲ့တော့ကျွန်တော်တို့ရဲ့ဒီ refer မှာကျွန်တော်တို့ကဗာလဲဆိုတော့ဒီ refer နဲ့ပတ်သက်ပြီးတော့သူကဒီလောက်ရမယ်ပေါ့နော်သူ့ရဲ့ copy link ကိုကျွန်တော်တို့ဒီမှာယူရမှာပါ copy ကိုယူပြီးတော့ကျွန်တော်တို့ကလူမှုကွန်ရက်မှာ share လို့ရပါတယ် share ပြီးတော့ကျွန်တော်တို့တင်နေပေါ့နော်အမ်းမှာဒီလောက်ပမာဏကိုကျွန်တော်တို့အနေနဲ့ပြန်လည်ရရှိမှာဖြစ်ပါတယ်ခင်ဗျ
အဲ့တော့ကျွန်တော်တို့ကနောက်တစ်ခုကတော့ဒါကတော့ Twitter ပေါ့နော်ဒါကတော့ log out ကျွန်တော်မပြောတော့ပါဘူးကျွန်တော်သုံးနည်းလေးကိုကျွန်တော်နမူနာဝင်ပြပါမယ်ခင်ဗျအဲ့တော့ကျွန်တော်တို့ဒီ dashboard ကိုကျွန်တော်တို့တစ်ချက်ပြန်ဝင်လိုက်ပါအဲ့တော့ကျွန်တော်တို့ဒီ dashboard ကိုရောက်လာပြီဆိုရင်ကျွန်တော်တို့စပြီးတော့အလုပ်လုပ်ရမှာပါဒီမှာပေါ့နော် click here to step ပေါ့နော် playing game ပေါ့နော်အဲ့တော့ကျွန်တော်တို့ကဒီမှာပေါ့နော်အထူး view ဆိုင်ရမယ့်ဟာလေးတစ်ခုရှိပါတယ်ကျွန်တော်တို့ O ပေါ့နော် O ရယ်0ရယ်ကျူရယ်ပေါ့နော်အဲ့သုံးလုံးကိုကျွန်တော်တို့အနေနဲ့သတိထားစေချင်ပါတယ်စင်တူစင်မားလေးဖြစ်နေပါတယ်အဲ့ဒီဟာလေးကိုတစ်ချက် view site စေချင်ပါတယ်အဓိကကတော့ကျွန်တော်ဆိုလိုချင်တာကတော့အဲ့ဒီဟာလေးကိုပဲပြောချင်တာပါ O ရယ်0ရယ်ကမှားတတ်ပါတယ်0ကပေါ့နော်ရှုံပြီးတော့ O ကဝိုင်းလုံးပြီးတော့ကျူကတော့အောက်မှာအသေးလေးတစ်ချောင်းလေးပါပါတယ်အဲ့ဒါလေးကိုလည်းကျွန်တော်တို့အနေနဲ့ view site စီစဉ်ဖို့အတွက်ကျွန်တော်ပေါ့နော်ဒီ video လေးကိုတင်ပြခြင်းဖြစ်ပါတယ်တချို့တော်တော်များများလည်းရကြပါတယ်အဲ့တော့နောက်တစ်ခုအနေနဲ့ကျွန်တော်တို့အနေနဲ့ပေါ့နော်စလုံးကူးယူတဲ့အခါမှာလည်းစလုံးကကျွန်တော်တို့အနေနဲ့ပေါ့နော်အကြီးစကလုံးဖြစ်တယ်ဆိုလို့ရှိရင်အနောက်မှာတဘိုးတန်းနဲ့ဖြစ်နေတယ်ဆိုလို့ရှိရင်တော့အဲ့စကလုံးကလည်းအကြီးဖြစ်ပါတယ်အဲ့တော့ကျွန်တော်နမူနာစပြီးတော့ဒီမှာ click here to start playing game ဆိုတာလေးကိုကျွန်တော်တစ်ချက်နှိပ်ပြပါမယ်အဲ့တော့ကျွန်တော်ဒီမှာကာဆာလေးချပြီးရနေကျွန်တော်တို့အနေနဲ့ A ကျွန်တော်တို့ Z L T ဆိုလို့ရှိရင်ဒါဆိုရင်ကျွန်တော်အချိန်ပြည့်စွာနဲ့ကျွန်တော်မှန်သွားပါပြီအဲ့တော့ကျွန်တော်939ပေါ့နော်ဒါကျွန်တော်ရရှိတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့က9စက္ကန့်အတွင်းမှာကျွန်တော်တို့ကဖြည့်ဆိုပြီးတော့စက္ကန့်30ပြန်ပြီးတော့စောင့်ပေးရတဲ့အနေအထားမျိုးလေးပါခင်ဗျအဲ့တော့ဘာမှတော့ခဲရခဲစဲမဟုတ်ဘဲနဲ့ကျွန်တော်တို့အနေနဲ့နှိပ်ကလစ်နိုင်ရင်ကလစ်နိုင်တယ်လို့ရတဲ့ဟာလေးလည်းဖြစ်ပါတယ်အဲ့တော့ဝင်တော့ဝင်ဖို့လည်းမဖြစ်ဘဲနဲ့ free ရတဲ့ဟာလေးဖြစ်တဲ့အကြောင်းကျွန်တော်ကတော့လုပ်ကြည့်စေချင်ပါတယ်လို့တိုက်တွန်းပါတယ်အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျ